IELTS speaking မှာ band score ကောင်းရင်တူတဲ့အတွက်အကောင်းဆုံး tip 3ခု Hey guys ဒီနေ့မှာတော့ online ကနေ IELTS ဖြေဖို့ပြင်နေကြသူတွေအတွက် speaking test မှာ band score ကောင်းမှုတကယ်အထောက်အကူဖြစ်မဲ့ tip 3ခုကို share လုပ်ပေးချင်ပါတယ်။ နံပါတ်1 commit to speaking English every day real test မှာအားလေးရှာလေးဖြစ်မနေစေချင်ဘူးဆိုရင်နေ့တိုင်းအင်္ဂလိပ်လိုပြောတဲ့အလေးချိန်ကိုတိစောက်ထားပါမယ်။ဒီတော့ speaking partner မရှိရင်လည်းဒီနေ့ဘယ်လိုနဲ့တူရဲ့ဘာလို့ဖြစ်တယ်မနေ့ကမနေ့ကဘာလုပ်မယ်။စရဲအားလာပါတာတာပါအကြောင်းအတူတော်လေးတွေကို mirror speaking ဖြစ်ဖြစ် recording တမျိုးဖြစ်ဖြစ်လေ့ကျင့်နိုင်ပါတယ်။နံပါတ်2 practice answering IELTS time question IELTS test ဖြေရမယ်ဆိုရင်သူ့ speaking question type တွေနဲ့ familiar ဖြစ်ထားဖို့ကတေချာပေါက်လိုအပ်ပါတယ်။ဖတ်တခုချင်းစီအတွက် IELTS website တွေနဲ့ YouTube channel တွေမှာ several question တွေအများကြီးရှိတာမို့ရှာကြည့်ပြီးထိုင်မှာနဲ့ဖြေကြည့်တာကမြင်မြင်တိုးတက်လာပြီးအချိန်အတွက်လည်း convenient ရှိစေပါတယ်နော်။နံပါတ်3 grow your vocabulary နောက်ဆုံး tip ကတော့ vocab တော့ပါဒီနေရာမှာ advanced vocab တွေထက် travel, food, technology, environment စတာတွေလို့ daily life topic တွေက useful collocation လေးတွေကိုလေ့လာပြီးစနစ်နဲ့ထည့်ပြီးပြောကြည့်တာမျိုးက speaking ကိုတဘာဝပိုကျစေတဲ့အတွက် high score ရဖို့ချမ်းပိုများပါတယ်။ကဲဒီနေ့တော့ဒီလောက်ပါပဲနော်။အခုလိုမျိုးအသုံးဝင်မဲ့ tip တွေနဲ့ scholarship information တွေအပြင် band score 8.5 တန်ရထားတဲ့ CI ရဲ့ IELTS class လေးလည်းမကြခင်စတော့မှာမို့အခုပဲ FRN page မှာစုံစမ်းလိုက်တော့နော်။